ဂွမ်ဟိုဟာဘူဆန်မြို့ရဲ့ဂိုင်းစတာလူမိုက်ဖြစ်ပြီးတနေ့မှာတော့ပြိုင်ဘက်ဂိုင်းနဲ့ရန်ဖြစ်ကလက်ကိုဓာချသွားခဲ့တဲ့အဲ့ဒီချိန်ကစပြီးအိမ်မက်ဆိုးတွေမက်နေခဲ့ပါတယ်နောက်နေ့မှာတော့လူမိုက်ဂိုင်းတစုကသူ့နောက်ကိုလိုက်နေတာကြောင့်ရှောင်းသိန်းရင်သတင်းစာတရွက်ကသူ့ကိုလမ်းပြကနတ်ဝင်သေးအမျိုးသမီးရှိကိုရောက်သွားခဲ့ပါတယ်ထိုအချိန်မှာပဲနတ်ဝင်တဲ့ရဲ့ဇုံးကအောက်ကျသွားလို့ပြန်ကောက်ပေးတဲ့အချိန်မှာတော့မထင်မှတ်ပဲဇုံးကိုထောင်ရဲ့အနေထားဖြင့်ထားလိုက်မိကနှာချေမိသွားခဲ့ပါတယ်နတ်ဝင်တဲ့မလေးကထိုအရာကိုမြင်ပြီးသူ့ကိုနတ်ဝင်တဲ့လှုပ်ဖို့အကြံပေးခဲ့ပေမဲ့ဂွမ်ဟိုကမလှုပ်ဖို့ညင်းကလှည့်ပြန်သွားခဲ့ပါတယ်အဲ့ချိန်ကစပြီးဂွမ်ဟိုဟာထူးထူးဆန်းဆန်းအတန်တွေကြားကထင်ယောင်ထင်မှားတွေစဖြစ်လာခဲ့ပါတယ်။တနေ့မှာတော့ငါးတွေနဲ့စကားပြောရင်းဂွမ်ဟိုဟာရုတ်တရက်လဲကျသွားခဲ့တာကြောင့်ဆေးရုံသွားပြီးခရက်ရိုက်ကစစ်ကြည့်ခဲ့ပေမဲ့ဘာယောဂမှမတွေ့ခဲ့ပါဘူး။အဲ့ချိန်မှာတော့သူဟာနတ်ဝင်တယ်တွေရှိပြန်သွားပြီးသူ့အကြောင်းမေးကြည့်တဲ့အခါမှာတော့သူဟာနတ်ဝင်တယ်မလို့ရင်ဆက်အသက်မရှင်နိုင်တော့ပါဘူး။ထိုစကားကိုကြားပြီးနောက်မှာသူဟာဆက်အသက်ရှင်နေဖို့အတွက်မဖြစ်မနေနတ်ဝင်တယ်လို့ဖို့အပြိုစင်တယောက်လိုပြုမှုနေထိုင်ကနတ်ဝင်တယ်စလုပ်ရပါတော့တယ်။တနေ့မှာတော့တခြားနတ်ဝင်တယ်တဦးကသူလိမ့်နေတာထင်ပြီးလာဆန်းတက်ခဲ့ပါတယ်။အော်စရာကောင်းတာကဂွမ်ဟိုဟာသူ့ဘိုးဘွားနတ်ဝင်ဒီစစ်တွေရှိကဆင်းသက်လာသူဖြစ်တာကြောင့်လာဆန်းသူအမျိုးသမီးရဲ့မကောင်းမှုမှန်သမျှကိုတိကျစွာဟောပြောနိုင်ခဲ့ပါတယ်။ထိုအကြောင်းဟာနတ်ဝင်တဲ့လောကမှာနာမည်ကြီးသွားကဝင်ငွေကလည်းအလွန်မင်းကောင်းလာပြီးလာမေးတဲ့သူတွေသတင်းထောက်တွေကပါအိမ်ဝမှာတင်တန်းစီပြီးစောင့်နေကြရပါတယ်။အဲ့နောက်အိမ်ပြန်မှာကလေးမလေးတယောက်ကစနောက်ရင်သူနတ်ဝင်တယ်ဆိုတာသိသွားပြီးတဆောင်လုံးကိုအော်ပြောပါတော့တယ်။တကယ်တော့ထိုကလေးမလေးဟာကားမတော်ဆောင်မှုကြောင့်တတိလစ်နေတဲ့ဝိညုတ်တကောင်သာဖြစ်နေခဲ့ပါတယ်။တနေ့မှာတော့အမှုစစ်ဟွမ်နဲ့တွေ့ဆုံခဲ့ပြီးလက်ထိုးနေခဲ့ပါတယ်။ထိုအချိန်မှာပဲလွန်ခဲ့သော9နှစ်ကဆုံးသွားခဲ့အမှုစစ်ဟွမ်ရဲ့ကောင်မလေးဖြစ်သူဝိညာဉ်နဲ့တွေ့လိုက်ပြီးနောက်မှာထိုဝိညာဉ်ဟာလိုက်နောက်ဆက်ကဂွမ်ဟိုကိုအမှုစစ်ဟွမ်နဲ့တွေ့လို့ရအောင်ကူညီပေးဖို့တောင်းဆိုနေပါတယ်။ဂွမ်ဟိုကနောက်ဆက်တာမခံနိုင်တော့တာကြောင့်ကူညီပေးဖို့အမှုစစ်ဟွမ်ရှိသွားပေမဲ့အမှုစစ်ဟွမ်ကလာစာနောက်နေတဲ့ထင်ပြီးစိတ်တူသွားခဲ့ပါတယ်။ထိုအချိန်မှာပဲဝိညာဉ်ကောင်မလေးဟာအမှုစစ်ဟွမ်နဲ့နှစ်ဦးတည်းတည်တဲ့ရှိုးဝက်ချက်ကိုပြောပြခဲ့ပါတယ်။အဲ့ချိန်မှာတော့အမှုစစ်ဟွမ်ဟာယုံသွားခဲ့ပြီးဝိညာဉ်ကောင်မလေးကလည်းဂွမ်ဟိုရှိဝင်ဘူးကအမှုစစ်ဟွမ်နဲ့အလွမ်းတဲ့တယောက်နဲ့တယောက်တတိယကြောင့်ပြောပြီးပွေးဖက်နှက်ဆိုင်နေခဲ့ကြပါတယ်။ထိုအရာကိုပြိုင်ဘက်ကိုင်းကခထနဲ့မှတ်တမ်းယူထားကဥက္ကဋ္ဌကြီးမွေးနေ့မှာမွေးနေ့ဆုတောင်းနေရများပြနေခြင်းအမှုစစ်ဟွမ်နဲ့ဂွမ်ဟိုတို့နှစ်ယောက်အပါတရနှက်ဆိုင်နေတဲ့ခထမှတ်တမ်းကိုဥက္ကဋ္ဌကြီးနဲ့ဂိုင်းဝင်အားလုံးရှိမှပြသလိုက်ပါတယ်။ဂွမ်ဟိုဟာမျက်နှာပြတ်သွားပြီးထမင်းစားဝိုင်းကနေထထွက်သွားခဲ့ပါတယ်။အန်ဩစရာကောင်းတာကဥက္ကဋ္ဌကြီးကဂွမ်ဟိုကိုစိတ်မပြတ်သွားတဲ့အပြင်လက်ခုပ်တီးကအားလုံးအရှိတွင်ချီးကျူးနေခဲ့ပါတယ်။ဂွမ်ဟိုဟာအမှုစစ်ဟွမ်ဂေးနေတာကိုသိပြီးကောင်းကောင်းအသုံးချနိုင်ခဲ့တယ်လို့ဥက္ကဋ္ဌကြီးကထင်သွားခဲ့ပါတယ်။အမှုစစ်ဟွမ်ဟာဥက္ကဋ္ဌကြီးကိုအမှုလိုက်နေသူလည်းဖြစ်ပါတယ်။ဂွမ်ဟိုရဲ့တပည့်တွေကတော့ဂွမ်ဟိုပါဂေးသွားပြီလို့ထင်နေကြပါပြီ။တနေ့မှာတော့ပြိုင်ဘက်ကိုင်းကအဖွဲတစ်ယောက်ဟာဂွမ်ဟိုရဲ့နှက်ကွန်းကိုရောက်လာခဲ့ပါတယ်ထိုလူဟာဂွမ်ဟိုကိုနတ်ဝင်တီတယောက်ဖြစ်ကြောင်းသိသွားပြီးဖော်ထုတ်ဖို့အတွက်ပြိုင်ဘက်ကိုင်းကဥက္ကဋ္ဌကြီးအတွက်နတ်ပွဲတစ်ခုလုပ်ရန်ဘူဆန်မြို့မှာရှိတဲ့နတ်ဝင်တဲတွေကိုဓာတ်စင်ပေါ်တက်မကရဲအောင်လုပ်ပြီးဂွမ်ဟိုကိုနတ်ပွဲတွင်ပါလာအောင်ကြံစီခဲ့ကြပါတယ်ဂွမ်ဟိုရောက်လာခဲ့ရင်မျက်နှာဖုံးချုပ်ပြီးဥက္ကဋ္ဌကြီးကိုပြကအဆက်ခွဲမှာဖြစ်ပေမဲ့တကယ်တမ်းမျက်နှာဖုံးအောက်မှာရှိနေခဲ့တာကတော့ဂွမ်ဟိုရဲ့တပြည့်ခြုံပုံးဖြစ်နေခဲ့တယ်ထိုအချိန်မှာပဲနတ်ပွဲဟာမီးလောင်သွားပြီးဂွမ်ဟိုကမီးဆွဲသွားကရေထဲပြေးဆင်းသွားတဲ့အခါမှာတော့ဥက္ကဋ္ဌကြီးဟာဂွမ်ဟိုကိုနတ်ဝင်တဲမှန်းတိသွားခဲ့ပါတော့တယ်ဥက္ကဋ္ဌကြီးဟာဂွမ်ဟိုကိုစိတ်ပြတ်သွားပြီးသူ့မျက်စိရှိတင်ထပ်မတွေ့ကျင်တော့ကြောင်းပြောခဲ့ပါတယ်ဂွမ်ဟိုဟာနတ်ဝင်တဲဘဝကိုဆွတ်လွတ်ဖို့အတွက်သူ့ရဲ့အစင်တန်စာတွေကိုမီးရှို့ပစ်လိုက်တယ်နတ်ဝင်တဲဖွားကြီးကအစင်တန်စာတွေကိုမီးရှို့လိုက်ရုံနဲ့ပြီးသွားမှာမဟုတ်ပဲလူတွေကိုစော်ကားနိုင်ခြင်းပြီးရိုက်နှက်ရတာမင်းရဲ့ကံကြမ္မာလားလို့မေးခဲ့ပေမဲ့ဂွမ်ဟိုကအဖြေမပေးနိုင်မဲ့ထွက်သွားခဲ့ပါတယ်။နောက်နေ့မှာပဲဥက္ကဋ္ဌကြီးဟာထဲချူးရဲ့လှုပ်ကြံမှုကိုခံလိုက်ရပြီးဂွမ်ဟိုရှိကိုဥက္ကဋ္ဌရဲ့ဝိညာဉ်ကရောက်လာကသူကွယ်လွန်သွားတာကိုသူများတွေမှန်မြင်စေချင်တာကြောင့်ဂွမ်ဟိုကိုအကူအညီတောင်းကပြင်ဆင်ခိုင်းခဲ့ပါတယ်ပြင်ဆင်ပေးပြီးအပြန်မှာတော့ဝိညာဉ်ဥက္ကဋ္ဌကြီးကစကားတစ်ခုပြောခဲ့တယ်ဘလောက်ပဲစူးစမ်းနောက်ဆုံးအဆုံးသက်ကြကွယ်လွန်သွားတဲ့အခါဝတ်တထဲပဲပါလာခဲ့မှာပါဂွမ်ဟိုဟာထိုစကားနဲ့ပဲအတိဝင်သွားပြီးကားမတော်ဆောင်မှုနဲ့တတိမိနေတဲ့ကလေးမလေးကိုကူညီဖို့အတွေ့ရသွားခဲ့ပါတယ်ကလေးမကိုကူညီဖို့သွားတဲ့အချိန်တွင်ပြိုင်ဘက်ကိုင်းဟာလမ်းမှာကြိုတင်ဆောင်နေပြီးဂွမ်ဟိုကိုဖမ်းခေါ်သွားခဲ့တယ်ဂွမ်ဟိုဟာသူမဖြစ်မနေသွားရမှာမို့ပြိုင်ဘက်ကိုင်းကထဲချူးကိုတောင်းဆိုခဲ့ပေမဲ့ခွင့်မပြုပေးခဲ့ပါဘူးထိုအချိန်မှာပဲဂွမ်ဟိုရဲ့လက်ထောက်တပည့်နှစ်ယောက်ရောက်လာကလုံရင်းဆန်ခတ်ဖြစ်ပြီးဂွမ်ဟိုဟာတတိမိတဲ့အထိရိုက်ခံလိုက်ရပါတယ်တတိမိယာကနေနိုးလာချိန်မှာတော့သူ့ကိုအဆုံးသတ်ဖို့လုပ်နေကြပါပြီတို့ပေမဲ့သူကူညီခဲ့ဘူးတဲ့ဝိညာဉ်တွေကဂွမ်ဟိုတို့ကိုဝင်ပူးပြီးပြန်ကူညီခဲ့ကြပါတယ်ထဲချူတို့အဖွဲ့နဲ့ရင်ဆိုင်ပြီးကလေးမလေးခန္ဓာကိုယ်ရှိရာဆေးရုံကိုအပြေးသွားပါတော့တယ်ဆေးရုံအရောက်မှာတော့ကလေးမလေးရဲ့အမေဂွမ်ဟိုရဲ့ခွာဖြစ်သူဟာမျောလင်းချက်မဲ့စွာထိုင်နေခဲ့ပါတယ်ဂွမ်ဟိုဟာဝိညာဉ်ကလေးမလေးရဲ့နောက်ဆုံးဆန္ဒစကားတွေကိုအမေဖြစ်သူကိုပြောဖို့ရောက်လာခဲ့ပေမဲ့အမေဖြစ်သူကဂွမ်ဟိုဝိညာဉ်တွေကိုမြင်ရတယ်ဆိုတာမယုံကြည်ခဲ့ပါဘူးအချိန်မှာပဲကလေးမလေးပြောနေကြလူဆိုးကြီးဆိုတဲ့စကားကိုပြောမိသွားတဲ့အခါမှာတော့အမေဖြစ်သူကယုံကြည်သွားခဲ့ပြီးကလေးမလေးဟာနောက်ဆုံးဆန္ဒစကားတွေကိုပြောပြီးတဲ့နောက်မှာဝမ်းနည်းစွာထွက်ခွာသွားပါတော့တယ်နောက်နေ့မနေ့ရောက်တော့ဂွမ်ဟိုဟာကလေးမလေးရဲ့မပြီးသေးတဲ့မဖလာကိုသူ့အမေအတွက်လုပ်ပေးနေခဲ့ပါတယ်။ပြိုင်ဘက်ကိုင်းထဲချူကတော့လောက်ကျန်မှုပြန်ပေးဆွဲမှုတွေနဲ့ထောင်နှန်းဆန်သွားခဲ့ရပါတယ်။တကယ်တော့ဇလန်းအစမှာဂွမ်ဟိုကိုထဲချူကဓာတ်နဲ့ထိုးတုံးကအနောက်ကနေဆွဲထားပေးခဲ့တာဟာကလေးမလေးဖြစ်ပြီးသတင်းစာနဲ့နှက်ဝင်တဲ့တွေရှိရောက်အောင်ပို့ပေးခဲ့တာလည်းထိုကလေးမလေးပဲဖြစ်ပါတယ်။အခြားကြိုက်တဲ့စကားလေးတွေရှိရင် comment မှာမှန်းခဲ့ကြပါအောင် subscribe လုပ်ထားဖို့လည်းမမေ့နဲ့နော်။